ရင်သွေးလေးတွေနဲ့ဘိုးဘွားတွေအတွက်ခန်းနှင်းဝေကို3,500လူတန်းလိုက်တဲ့ဂျိုရှွာဘန်ခန်းနှင်းဝေ Pride Foundation ကို3,500လူတန်းလိုက်တာကတော့ဂျိုရှွာဘန်ပါဂျိုရှွာဘန်ဟာသူပင်မခံကစားပြီးတော့ရထားတဲ့စုချင်းငွေတွေကိုခန်းနှင်းဝေစီကိုလူတန်းခဲ့တာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲဂျိုရှွာဘန်ကမြန်မာနိုင်ငံသားကမ္ဘာပထမဆုံး UFC ချန်ပီယံကစားသမားတဦးဖြစ်ပါတယ်ဒါအပြင်ပထမဆုံးအာရှချန်ပီယံလည်းဖြစ်ပါတယ်ဒါကြောင့်လေဂျိုရှွာဘန်ရရှိတဲ့စုကြီးကဒေါ်လာတန်းချီရှိနေတာဖြစ်ပါတယ်ဒီလိုစုကြီးတွေကိုဂျိုရှွာဘန်ကကိုကျိုးအတွက်မသုံးမနဲ့ခိုင်နှင်းဝေကိုလှူဒန်းလိုက်တာဖြစ်ပါတယ်။ခိုင်နှင်းဝေဆိုတာကမြန်မာနိုင်ငံမှာစွန့်ပစ်ခံရင်သွေးလေးတွေအမေတွေကိုကယ်တင်နေတာပါ။ဒါအပြင်ခိုင်နှင်းဝေကတဘာဝဘေးအန္တရာယ်ကြောက်ရောက်တဲ့နေရာတွေကိုလည်းကိုညီလှူဒန်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း Pride မိခင်ခိုင်နှင်းဝေကိုအားလုံးကလေးစားနေကြတာပါ။ဒီထဲကမှပူပူနွေးနွေးကမ္ဘာချန်ပီယံဂျိုရှွာဘန်လေးပါဝင်ရပါတယ်။ဒါကြောင့် Pride မိခင်ကြီးခိုင်နှင်းဝေကိုလှူဒန်းလိုက်တာဖြစ်ပါတယ်။ခိုင်နှင်းဝေကလည်းဂျိုရှွာဘန်လှူဒန်းတဲ့ငွေတွေကိုရင်သွေးလေးတွေနဲ့ဘူဝါးတွေအတွက်လှူဒန်းဆောက်ရှောက်သွား